ဒီမျိုးသမီးဟာရေမြောက်တစ်ခုကဇီးကွက်ကလေးတစ်ကောင်ကိုအမှတ်မတင်တွေ့လိုက်ရပါတယ်ဇီးကွက်ကလေးဟာရေထဲမှာချမ်းပြီးကတုတ်ကရင်ဖြစ်နေပါတယ်အဲ့ကောင်လေးကအရွယ်ရောက်လာတော့ရီးစားစားပို့ပေးတဲ့စာပုတ်သမားဖြစ်မယ်လို့ဘယ်တင်မှမလဲဇီးကွက်ကလေးချမ်းတုံနေတာကိုမြင်တော့အမျိုးသမီးလည်းဘာမှတွေးမနေတော့ပဲချစ်သူကိုခေါ်ပြီးလာခဲ့ခိုင်းလိုက်ပါတယ်ပြီးတာနဲ့ကတ်ထူပုံးနဲ့ထည့်ပြီးအိမ်ပြန်မွေးဖို့ဆုံးဖြတ်လိုက်ပါတယ်အိမ်ပြန်ရောက်တာနဲ့ဇီးကွက်ကလေးကိုအစာတွေကျွေးပြီးစားလို့ဝါပြီးဆိုတာနဲ့သူ့အတွက်နှွေးထွေးတဲ့အတိုက်ကလေးလုပ်ပေးလိုက်ပါတယ်ဒုတိယမြောက်နေ့မှာတော့အမျိုးသမီးကလက်ဆက်တဲ့အသားတွေဝယ်လာပြီးအတုံးသေးသေးလေးတွေလှီးပြီးဇီးကွက်ကလေးကိုခွန့်ကျွေးလိုက်ပါတယ်ဇီးကွက်ကလေးအာဟာရမျှတအောင်လို့အပြင်ကနေနှမ်းကောင်းတွေပါဖမ်းလာကျွေးပါသေးတယ်မြို့သမီးကတေချာကျူးဆိုင်ပေးတော့ဇီးကွက်ကလေးလည်းမျက်မျက်ကြီးထွားလာတော့တာပေါ့အခုဆိုအမွှေးနုလေးတွေတော်တော်များများမရှိတော့ပဲအရန်ကိုချစ်စရာကောင်းနေပါပြီသူပြေးလာတဲ့ပုံစံကိုကြည့်ပါဦးနုံနုံအားရုပ်ကလေးနဲ့ချစ်စရာလေးပါပြေးတဲ့အချိန်တွေမဟုတ်ပါဘူးတခြားချိန်တွေမှာလည်းတနေရာထဲမှာပဲငြိမ်ပြီးငိုင်းနေတတ်ပါတယ်မသိရင်ဇီးကွက်ရုပ်လေးကျနေတာပါပဲတခါတလေကျရင်ဇီးကွက်ကလေးကမျက်ဝန်းလေးလက်ပြပြနဲ့အမျိုးသမီးကိုကြည့်နေတတ်ပါတယ်အမျိုးသမီးလည်းဒီဇီးကွက်ကလေးကအတော်ချစ်ဖို့ကောင်းတာပဲပေါ့အဲ့ဒါနဲ့အလှကြိုက်တဲ့အမျိုးသမီးလည်းဇီးကွက်ကလေးကိုချစ်ဖို့ကောင်းတဲ့အင်ကြီးတွေအစင်တစားတွေဝယ်ပြီးလှလှပပဆင်ပေးရင်အပြင်ခေါ်သွားပါတော့တယ်ဇီးကွက်ကလေးဟာလည်းမော်ဒယ်အတိုင်းဒီဇိုင်းမျိုးစုံနဲ့လိုက်ဖက်နေတော့တာပါပဲအထူးသဖြင့်ဒီစပင်တူလေးနဲ့အတော်ကိုချစ်စရာကောင်းနေတာပါအင်တာနက်ပေါ်မှာ like တွေလည်းမနေမနှောပါပဲအမျိုးသမီးကသူ့ကိုအပြင်ခေါ်သွားရင်လည်းလမ်းသွားလမ်းလာတွေကဓာတ်ပုံအတူရက်ခွင့်တောင်းဆိုတတ်ကြပါတယ်ဇီးကွက်ကလေးကလည်းဒီလိုအောင်စိုက်ခံရတာကိုအရသာတွေ့နေပုံပါပဲအမြဲကင်မရာရှေ့ရောက်တာနဲ့အိုက်တင်ပြနေတော့တာပါပဲမွေးကလေးကချစ်ဖို့ကောင်းတဲ့မော်ဒယ်အဖြစ်မွေးလာတာပေါ့ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကဇီးကွက်ကလေးကြီးပြင်းလာတာနဲ့အမျှသူဟာအမျိုးသမီးနဲ့သူ့ချစ်သူတို့ရဲ့စာပုတ်သမားအဖြစ်တောင်းပန်ထမ်းဆောင်ပါတော့တယ်ကောင်လေးကရီးစားစားရေးပြီးဇီးကွက်ကနေတစ်ဆင့်ကောင်မလေးစီစာပေးပို့တယ်လို့ကောင်မလေးကလည်းထိုနည်း၎င်းစာပြန်ပို့ပေးပါလေတစ်ချိန်တစ်ခါကအစွန့်ပစ်ခံခဲ့ရတဲ့ဒီဇီးကွက်လေးဟာအခုတော့ဒီအမျိုးသမီးနဲ့သူ့ချစ်သူကြားကအနှွေးထွေးဆုံးတန်ရုံးစင်အဖြစ်တည်ရှိနေပါပြီခေါင်းလေးကိုတစ်ဖက်ဆောင်းပြီးချွဲနေတာကိုမြင်တိုင်းအဲ့နေ့ကဇီးကွက်ကလေးနဲ့စုံခဲ့တာအတော်ကန်ကောင်းတာပဲလို့အမျိုးသမီးလည်းတွေးနေပါတော့တယ်လက်ဆက်သက်တော့အဲ့ဒီနေ့ကဇီးကွက်ကလေးကိုကောက်ရခဲ့တာမဟုတ်ဘဲကံကြမ္မာကကို့စီဆေးလွတ်လိုက်တဲ့အချစ်နဲ့သမီးလေးပါလားနော်